ယနေ့တော့ဝိညာဉ်ဆံမှာဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးမင်္ဂလာပါယနေ့အတူတကွာဆင်ကျင်ခွာယူမိကောင်းစဉ်ကစိတ်ပြည့်အားငယ်မှုမှခေါင်းမော့နိုင်ခြင်းသုံးခုမြောက်သောစာလံအပိုင်ငယ်3စာလံအခန်းကြီး3အငယ်3မှာဒါဝိဒ်ဆုတောင်းပဌနာတွင်ဘုရားသခင်သည်အကျွန်ုပ်၏အကွယ်ကဘုံနှင့်ဦးခေါင်းကိုချီကြွသောသူဟုဖော်ပြထားပါသည်ဒါဝိဒ်ကပြင်းထန်သောအခြေအနေများကြားမှာဘုရားခင်ပေါ်လေးနက်သောယုံကြည်မှုကိုဖော်ပြသည်ပထမဦးစွာအကွယ်ကာဟုသောအသုံးနှုန်းကိုကြည့်ပါဤအရာသည်ဘုရားခင်ကာကွယ်ဆောက်ရှောက်မှုကိုညွှန်ဆိုပြီးဓမ္မဟောင်းတွင်စစ်တိုက်စဉ်ကာလ၌ခိုလုံရာနေရာဖြစ်ပါတယ်ဒါဝိဒ်မင်းသည်သားတော်အဘရှလုံ၏ပုံကံမှုကိုရင်ဆိုင်နေရချိန်တွင်ဤကျမ်းပိုက်ကိုရေးသားခဲ့ခြင်းဖြစ်ပြီးဘုရားခင်ကိုသူ၏ကိုယ်ပိုင်အကာအကွယ်ဖြင့်ယုံကြည်ကိုးစားခဲ့ပါငါ၏ဘုန်းတော်ဟူသောအပိုင်းသည်ပုံမနက်ရှိုင်းသောအဓိပ္ပာယ်ရှိပါသည်ဤဒေလလူမျိုးများအတွက်ဂုံတိတ်ခါသည်ဘုရားခင်နှင့်ဆက်နွယ်မှုတွင်တည်ရှိပြီးဘုရားခင်ကိုယ်တော်တိုင်သူတို့၏ဘုန်းအသေးဖြစ်ကြောင်းဆိုလိုပါသည်ယနေ့ခေတ်စကလုံးဖြင့်ဆိုရလေဘုရားခင်သည်အကျွန်ုပ်တို့၏အထွတ်မြတ်နှင့်ဂုံတိတ်ခါ၏အရင်းမြစ်ပင်ဖြစ်ပါတယ်ခေါင်းကိုမြောက်ပိတ်သူဆိုသည့်ပုံဆောင်မှုသည်စိတ်သက်ကြခြင်းမှကယ်တင်ခြင်းကိုရည်ညွှန်းပါသည်ရှေးခေတ်တွင်ဝမ်းနည်းသူများသည်ခေါင်းငုတ်ထားလေရှိပြီးဘုရားသခင်သည်ကျွန်ုပ်တို့ကိုဂုံတိတ်ခါနှင့်အတူပြန်ထူထောင်ပေးသူဖြစ်ပါသည်။ဤအချက်သည်ဒါဝိဒ်လက်တွေ့ဘဝနှင့်ဆက်ဆံမှုရှိပြီးသူသည်ရှုံးနိမ့်မှုနှင့်ရှက်ကြောက်မှုမှကယ်တင်ခြင်းခံရသည့်အတွေ့အကြုံကိုရရှိခဲ့ပါ။ဤကျမ်းကျိန်တမိုင်းနောက်ခံကိုကြည့်လျင်ဒါဝိဒ်သည်ပုံကံမှုကိုရင်ဆိုင်နေရစဉ်ဘုရားသခင်ကိုယုံကြည်မှုဖြင့်ဆုတောင်းနေပုံကိုတွေ့ရမှာဖြစ်ပါတယ်။ထို့ကြောင့်ဤကျမ်းပိုက်သည်စိတ်ပိုင်းဆိုင်ရာကာကွယ်မှုဂုံတိတ်ခါနှင့်ပြန်လည်ထူထောင်ခြင်းတို့ကိုပေးစွမ်းနိုင်သောဘုရားသခင်ပေါ်လက်တွေ့ကျသောယုံကြည်မှုကိုဖော်ပြပါလေ။ဘုရားသခင်သည်အန္တရာယ်များနှင့်ရှုံးနိမ့်မှုကြားတွင်ကျွန်ုပ်တို့အားကာကွယ်ပေးပြီးကျွန်ုပ်တို့၏တန်ဖိုးကိုပေးအပ်ကာကျွန်ုပ်တို့၏ဂုံတိတ်ခါကိုပြန်လည်ဖော်ဆောင်ပေးသည့်အပြင်အသစ်သောမျှော်လင့်ချက်နှင့်ရဲစွမ်းတတ်သည့်များနှင့်အတူကျွန်ုပ်တို့၏အခြေအနေများတိုးလာရန်ခွန်အားပေးသောအရှင်ဖြစ်တော်မူ၏ကျွန်ုပ်တို့ကိုရှက်ကြောက်မှုမှဂုံတိတ်ခါသို့ပြန်လည်ရောက်ရှိ